Flood Claw ရဲ့လက်ထောက်ဟာမတင်ကားစရာအပြုအမူတွေနဲ့စက်ယုံဘက်ကိုတိတ်တိတ်လေးဝင်သွားတာကိုခဲထရက်ခါတွေးလိုက်ပါတယ်တန်တရားဝင်သွားတဲ့ခဲထရက်ခါကအနောက်ကနေလိုက်ကြည့်ရမှာအေယာမဆွမ်းအင်ဆက်ကြီးတစ်ခုရှိတဲ့လှုပ်ဝက်အခန်းကိုတွေးလိုက်ရပါတယ်ဒီတစ်ခုတည်းနဲ့မလုံလောက်သေးတာကြောင့်သူမက Flood Claw ရဲ့ကွန်ပျူတာကိုခိုးဝင်စစ်ဆေးလိုက်ပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲသူမရဲ့မျက်နှာကဖြူဖြော့သွားပါတယ်ခဲထရက်ခါဟာအမှန်တရားကိုသိလိုက်တာနဲ့ချက်ချင်းဂုတ်ပြီးစီပြေးသွားပြီးအားလုံးကိုပြောပြလိုက်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်စကားပြောနေတော့မှပဲ Flood Claw ရောက်လာတာကြောင့် Patrick ကဘာမှမဖြစ်သလိုဟန်ဆောင်ပြီးထွက်သွားလိုက်ရပါတယ်။ညပိုင်းမှာတော့ Flood Claw ဟာအခန့်ပွဲတစ်ခုတက်နေချိန် Patrick က Colby ကိုခေါ်ပြီးမြို့တော်ဝင်ရဲ့လှုပ်ဝက်ခန်းထဲဝင်လိုက်ပါတယ်။သူတို့နှစ်ယောက်ကွန်ပျူတာထဲကအချက်လက်တွေကိုထပ်စစ်နေတော့နေရန်တစ်ဖက်ကရုတ်တရက်ပွင့်လာပါတယ်။လှုပ်ဝက်လမ်းကြောင်းကိုလိုက်ဝင်သွားတဲ့အခါပျက်စီးသွားတဲ့မြို့တွေရဲ့တီနေရာတွေအမှတ်သားလုပ်ထားတဲ့မြေပုံကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲ Flood Claw ကသူတို့နောက်မှာပေါ်လာပါတယ်။ Colby ကဒေါသတကြီးအန်ဂယ်ကဒီမြို့တွေကိုတကယ်ဖျက်ဆီးခဲ့တာလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့ Flood Claw ကလုံးဝမတုံ့လို့ပဲဒါတွေအားလုံးဟာ demonstration တန်ဖို့လိုအပ်တဲ့စတေးမှုတွေပဲလို့အေးအေးဆေးဆေးပြန်ဖြေပါတယ်။သူက Colby ကိုဆက်ပြီးကြက်ရွာကမင်းကိုတခါမှလက်မခံခဲ့ဘူး။ငါကတော့မင်းကိုဒီမျိုးရဲ့အနာဂတ်ခေါင်းဆောင်ဖြစ်စေချင်တယ်။ Silverwing ရဲ့အမွေကိုမင်းဆက်ခံရမယ်လို့စီယုံမှုစူးစမ်းပါတယ်။ဒါပေမဲ့ Colby ကခေါင်းခါပြီးကျွန်တော်ကအပြစ်မဲ့တဲ့လူတွေကိုစတေးပြီးအာဏာရယူတဲ့သူမဖြစ်နိုင်ဘူးလို့ပြက်ပြက်တတ်တာညှင်းဆန်လိုက်ပါတယ်။ဒေါသထွက်သွားတဲ့ Flood Claw ကလုံခြုံရေးတပ်ဖွဲ့ကိုခေါ်လိုက်ပြီးColby နဲ့ Patrick တို့ကိုဖမ်းဆီးခိုင်းလိုက်ပါတယ်။ Flood Claw က Colby ကိုကြည့်ပြီး Colby ကိုအခန်းထဲမှာတုတ်ခတ်ထားပြီးမင်းရဲ့အနာဂတ်ကိုတေချာစဉ်းစားလိုက်။တနေ့ဒီမျိုးကိုမင်းပဲအုပ်ချုပ်ရမယ်လို့ပြောပြီးထွက်သွားပါတော့တယ်။ Colby ကတော့အခန်းထဲမှာဒေါသဝမ်းနည်းမှုတွေနဲ့မျောလင့်ချက်ပြောင်းနေချိန်အပြင်ဘက်မှာမမျောလင့်ထားတဲ့ကယ်တင်ရှင်တယောက်ရောက်လာခဲ့ပါတယ်။အဲ့ဒါက Shanks ပါပဲ။ Shanks ကအဆောင်တွေကိုအလွယ်တကူအနိုင်ယူပြီး Colby ကိုလွတ်မြောက်အောင်ကယ်တင်လိုက်ပါတယ်။သူကငါတယောက်တည်းမဟုတ်ဘူး။ Patrick နဲ့ Master လည်းရောက်နေပြီးကြက်ရွာကိုအမြန်ပြန်ပြီးလူတိုင်းကိုကယ်ရမယ်လို့ပြောလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲမျောစင်တစ်ခုလုံးအရေးပေါ်အချက်ပေးတံတွေမြည်လာပြီးလုံခြုံရေးတပ်ဖွဲ့အားလုံး Colby ကိုလိုက်ဖမ်းပါတော့တယ်။ Colby နဲ့ Shanks ဟာလမ်းတစ်လျှောက်ကအဆောင်တွေကိုတိုက်ခိုက်ရင်းလေရင်ထားတဲ့ခန်းကိုပြေးသွားကြပါတယ်။အဲ့ဒီမှာ Master နဲ့ Patrick ကလေရင်ကိုအသင့်ပြင်ထားပြီးစောင့်နေကြပါတယ်။ Master ကနောက်ကလိုက်လာတဲ့ Falcon တွေကိုတားဆီးပေးနေချိန်မှာ Colby တို့ဟာလေရင်ပေါ်တက်ပြီး Eben City ကနေလွတ်မြောက်သွားနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့မလွတ်သေးပါဘူး။ Guy နဲ့ Elite Falcon အဖွဲ့ကချက်ချင်းနောက်ကနေလိုက်လာပါတယ်။ Colby က Guy ကိုအော်ပြောလိုက်ပါတယ်။ Flood Claw ကကြက်ရွာကိုဖျက်ဆီးတော့မယ်။မင်းတို့အလိန်ခံနေရတဲ့အစပိုင်းမှာ Guy ကမယုံပေမဲ့အဲ့ဒီအချိန်မှာ Master ကဓာတ်ပုံဟောင်းတစ်ပုံကိုထုတ်ပြလိုက်ပါတယ်။အဲ့ဒီဓာတ်ပုံထဲမှာ Master နဲ့ Girl အတူရိုက်ထားတာကိုမြင်လိုက်ရပါတယ်။ Falcon အဖွဲ့ကိုလိုက်တာရက်လိုက်လို့အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ကြက်ရွာမှာFlood Claw ရဲ့တူးဖော်ရေးရင်ကြီးတွေရောက်လာနေပါပြီ။ရွာသားအားလုံးဟာကြောက်ရွံ့စွာစုဝေးနေကြပါတယ်။အဲ့ဒီအချိန်မှာ Shanks ကလူတိုင်းရှိထွက်လာပြီးနှစ်ပေါင်းများစွာဖုံးကွယ်ထားတဲ့အမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်။ငါက Silverwing စီးခဲ့တဲ့လေရင်ရဲ့လေရင်မှုတစ်ယောက်ပဲလို့ပြောလိုက်တာနဲ့အားလုံးအံ့အားသင့်သွားကြပါတယ်။ Shanks ကဆက်ပြောပါတယ်။လေရင်ပြတ်ကျတဲ့အချိန် Silverwing ဟာငါသားကိုကယ်ပေးပါလို့နောက်ဆုံးအမိန့်ပေးခဲ့တာကြောင့်သူက Colby ကိုအသက်ဆုံးကယ်ထုတ်ပြီးBetty အိမ်ရှိမှလာထားခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒါကြောင့် Girl ဟာလုံးဝအပြစ်မရှိခဲ့ပဲ Silverwing ကိုတက်ပြီးအာဏာသိမ်းခဲ့သူအစ်စ်ဟာ Flood Claw ဖြစ်တယ်ဆိုတဲ့အမှန်တရားကိုလူတိုင်းသိသွားပါတော့တယ်။ Colby ကလည်းဒီတစ်ခါတော့ငါတို့ထွက်မပြေးတော့ဘူး။ငါတို့ရဲ့အိမ်ကိုငါတို့ကိုယ်တိုင်ကာကွယ်မယ်လို့ပြောပြီးရွာသားအားလုံးနဲ့အတူနောက်ဆုံးတိုက်ပွဲအတွက်အသင့်ပြင်လိုက်ပါတော့တယ်။